design ဆွဲတဲ့နေရာမှာလည်းဘလို့အယောင်တွေကိုမကြိုက်တာလဲပေါ့နော်ဘလို့အယောင်လေးတွေကိုဦးစားပေးပြီးတော့လုပ်ပေးရမလဲဆိုတာလေးကိုကပြန်ပြီးတော့အကြံပြုပေးရပါတော့အဲ့ပန်းဖလက်ပဲဖြစ်စာအုပ်ပဲဖြစ်ဘလို့ကျိုးခံစားခွင့်ရှိမလဲဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ fan တွေကအနည်းဆုံးတော့ထိတွေ့ခွင့်ရမယ်အဲ့လုံးဝဝလန်းစရာလေးနော်ကြည့်လိုက်အောင်သူက3ခေါက်ချိုးလေးအရင်တော့ဖြစ်စာအုပ်တွေကဒီလိုမျိုး2ခေါက်ချိုးပဲလာတယ်လေသူကဒီလိုမျိုး2ခေါက်ချိုးပဲလာတယ်ဒီလိုမျိုးပေါ့နော်စာအုပ်လေးလိုပဲသူက2ခေါက်ချိုးလာတယ်ဒါပေမဲ့ကျွန်တော်ကပတ်စံပေးရတာလဲသူတို့လဲပို့ပြီးဆင်ပြေအောင်ကိုလဲလုပ်ပေးရတာလုပ်ပေးရကြိုနတ်အောင်ဆိုပြီးတော့ကျွန်တော်ကဘယ်လိုလုပ်ပေးလဲအကြံပြုလဲဆိုတော့သူကဒီအညွှန်းလေးတွေကိုတက်ကျွန်တော်ကဒီဇိုင်းဖမ်းပြီးတော့ပုံစံမျိုးလေးနဲ့ပေါ့နော်သူတို့လိုချင်တဲ့ပုံစံမျိုးလေးပြန်ပြီးတော့ဆွေးနွေးပြီးတော့ကျွန်တော်ကပြန်ပြီးတော့လုပ်ပေးရပေါ့ဒါဆိုရင်သူတို့အတွက်လည်းအကျိုးရှိသွားတယ်ပေါ့တချို့တွေကကြတော့စာအုပ်လေးတွေဘယ်လိုအပ်ရမလဲမသိဘူးဖြစ်တဲ့ခါကျတော့ကိုကပြန်ပြီးတော့အကြံပေးရပေါ့နော်စေးုံစာအုပ်ဆိုရင်ဘယ်လိုစာလေးတွေထည့်မလဲပေါ့နော်စာလေးလေးထည့်ပေးတယ်ပြီးတော့လိုအပ်တဲ့အကြံဉာဏ်လေးတွေလည်းဒီဇိုင်းမဆွဲတဲ့ဘာညာဆိုလဲဘယ်လိုဒီဇိုင်းလေးဆိုလဲလှလောက်တယ်ပေါ့နော်ပြီးရင်ခါကျတော့သူတို့လည်းစိတ်ကြည်နပ်မှုရှိတယ်ဒီဇိုင်းလေးကလည်းသူများနဲ့လည်းမတူဘူးပေါ့နော်ပုံစံလေးကဒီဇိုင်းလေးကလည်းကြည့်လာပါဒီဇိုင်းလေးကအဆန်းလေးပဲပြောပါတော့ရိုးရိုးဆန်းဆန်းလေးပေါ့နော်ဒါလေးကဘယ်မှမရဘူးပဲပြောပါတော့ဒီလိုဒီဇိုင်းလေးကဘယ်မှမလုပ်ကြတယ်ဘူးဒါကျွန်တော်ဒီကထွက်သွားတဲ့စာအုပ်လေးဆိုအနည်းဆုံးတော့အပူလေးတစ်ခုပါတယ်ဘာလို့ဆိုတော့ဥမာစာအုပ်တအုပ်ကိုကျွန်တော်တို့ဆိုလိုတာကဒီလိုအုပ်လေးတအုပ်ကိုဥမာ600ပေးရတယ်ဆိုပါတော့အုပ်လေးတအုပ်ကို600ပေးရတယ်ဆိုပါတော့ဒါပေမဲ့ကျွန်တော်ဒီမှာလုပ်တဲ့စာအုပ်လေးက600ချင်းတူတူကိုဥမာဒီလိုအညွှန်းစာအုပ်လေးတစ်ခေါက်ချိုးလေးကလည်းပို့ပြီးတော့ပါသွားမယ်ပေါ့ကျွန်တော်အဲ့လိုမျိုးလေးလိုအပ်တဲ့အကြံဉာဏ်ကြီးတွေကိုယ့်ဘက်ကလည်းအဆင်ပြေအောင်သူ့ဘက်ကလည်းအဆင်ပြေအောင်ပေါ့နော်နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ဆွေးနွေးတိုင်ပင်ပြီးတော့လုပ်လို့ရတယ်နော်အဲ့ဒါလေးလာပြောပြတာပါဟုတ်ကျေးဇူးပါခင်ဗျ